ရန်ကိုလွယ်ကူရိုးရှင်းတဲ့ဖန်ကိတ်လေးလှုပ်စားပြီးတော့သူ့ရဲ့လုံနေတဲ့ taste ကိုကျွန်တော်ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။လောက်ရတာရန်လွယ်ကူရိုးရှင်းပြီးကလေးတွေကြိုက်တဲ့ကိတ်မုံတစ်မျိုးလေးဖြစ်ပါတယ်ဗျာ။မိမိအိမ်မှာမကတ်တဲ့အိုလေးတစ်လုံးရှိုံနဲ့အလွယ်ကူလုံးလို့ရမယ့်မုံလေးလည်းဖြစ်ပါတယ်ဗျာ။ဒီုံဆုံးကျွန်တော်တို့အထွေထွေထုံးဂျုံမုံလေးသုံးပါမယ်။200 gram ပါ။ baking powder ကိုစပွဲတင်သွင်းနှစ်စွန်းသုံးထားပါမယ်။ပြီးရင် yeast လေးကတော့လက်ဖက်စားစွန်းနဲ့၄ပုံတစ်ပုံပဲသုံးထားပါတယ်ပြီးရင်ကြား90 gram သုံးထားပါမယ်ပြီးရင်နွားနို့ကို300 ml သုံးထားပါမယ်အိမ်မှာတော့အပေါ်ဆုံးကတော့ဒီចောင်းကပေးလာတဲ့နွားနို့လေးဖြစ်ပါတယ်ကလေးတွေကမတောက်ချင်တော့လို့ခုလိုမျိုးသူတို့မုံလေးလုပ်ကျွေးခြင်းဖြစ်ပါတယ်ဗျာပြီးတော့ဗနီလာအမွှေးနံသားလေးသုံးပါမယ်စီလေးသုံးထားပါမယ်စီကို40 gram သုံးထားပါတယ်ပြီးရင်စားအနေငယ်သုံးထားပါမယ်ပြီးအားလုံးနဲ့ဆောင်ကျွန်တော်တေချာလေးမွေပေးပါကျုပ်ကိုဒီနေရာမှာကျုပ်နှလုံးသုံးအောင်မှာဖြစ်ပါတယ်ကျွန်တော်အိမ်မှာကျုပ်တစ်လုံးမရှိတော့တစ်လုံးပဲသုံးလိုက်ပါတယ်တစ်လုံးနဲ့သုံးနေရပါတယ်နှလုံးဆိုရင်ပို့ပြီးတိတ်မုံလေးပေါက်ပွားလေးနဲ့ပေါင်းပေါင်းလေးရမှာဖြစ်ပါတယ်ဗျာအားလုံးနဲ့ဆက်အောင်မွေပြီးဆိုရင်ကျွန်တော်တို့ပူထဲမှာထည့်ပြီးအနည်းဆုံးတစ်နိုင်တော့နှက်ထားပြီးပြီးမှကျွန်တော်တို့သူ့ကိုတဲဦးလေးထဲမှာစားပြီးกินရမှာဖြစ်ပါတယ်တဲဦးလေးပူလာပြီးဆိုရင်ကျွန်တော်တို့ထောပတ်အနေငယ်ထည့်ပါမယ်ပြီးမှကျွန်တော်ဒီမုံအဲ့နဲ့ရေလေးထည့်ပါမယ်ဗျာဒီနေရာမှာမီးပြင်းလို့မရပါဘူးမီးပြင်းတူတော့တတ်ပါတယ်မီးလေးကိုကျွန်တော်တို့ဖြည်းဖြည်းမီးအေးအေးလေးနဲ့သူ့ကိုกินပေးရမှာဖြစ်ပါတယ်ခုလိုမျိုးမီးနေထားလေးပါတော့ gas မီးပိုဖြစ်တဲ့အတွက်မီးရအလဲကောင်းပါရှိပါတယ်ဘေးနားလေးဆိုရင်မုံသားမချက်မှာဆိုရင်ကျွန်တော်ခုလိုမျိုးအိုးလေးကိုဟိုဘက်ဒီဘက်လေးရွှေ့ပေးပါမုံလေးအကုန်လုံးညီအချက်ညီတော့ဟိုလေးဒီဟိုဘက်ဒီဘက်နည်းနည်းစီရွှေ့ပေးပါမုံသားလေးတစ်ဖက်ကိုကြက်ပြီးဆိုတော့နောက်တစ်ဖက်ကိုနမ်းအောင်မှာဖြစ်ပါတယ်ဗျာမုံသားချက်မချက်ဘလို့ကြည့်အောင်လဲဆိုရင်ခုလိုမျိုးအပေါက်ပေါက်လေးတက်လာမယ်ပြီးနှခမ်းသားလေးရနည်းနည်းလေးအရောင်လေးပြောင်းလာပြီဆိုရင်ကျွန်တော်တို့တစ်ဖက်ကိုနှမ်းလို့ရပါပြီနောက်တစ်ခုကိုကျွန်တော်ထပ်လုပ်ပြပါမယ်ရင်ဆုံးထောက်ပတ်လေးထဲပါထောက်ပတ်လေးအရေးပြောသွားပြီဆိုတော့ကျွန်တော်တို့မုံနစ်လေးထဲပါမယ်မုံနစ်လေးခုလိုထည့်ပြီးဆိုတဲအိုးလေးဟိုဘက်ဒီဘက်နည်းနည်းရွှေ့ပေးပါ။ဘာလို့ဆိုမုံသားလေးအချက်ညီသွားအောင်ပါ။ကြက်မကြက်ခုလိုမျိုးပေးရနေဖြည်းဖြည်းချင်းထိုးကြည့်ပါ။ထိုးလို့ချင်းမပြဲသွားတယ်ဆိုရင်မကြက်သေးပါဘူး။မလေးဖြစ်မှကြက်မှဖြစ်ပါတယ်။ခုလိုမျိုးအနေထားလေးဆိုရင်ရပါပြီဗျာ။သူနဲ့တွဲစားဖို့အတွက်ကျွန်တော်ထောက်ပတ်နေငယ်ထဲပါတယ်။ကလေးအတွက်တုပ်ချောင်းလေးတုံးထားပေးပါတယ်။ပြီးရင်အပွားနေပြားရည်လေးဆန်းပြီးလိုက်မယ်ဆိုရင်စားကြည့်စပွဲရအရန်ကောင်းတယ်။အန်ကိတ်လေးရပါပြီဗျာ။လောက်ရတာလည်းအရန်လွယ်ကူရိုးရှင်းတယ်လို့ကလေးတွေလည်းအရန်ကြိုက်တဲ့အန်ကိတ်မုံလေးလည်းဖြစ်ပါတယ်ဗျာ။ခုလိုမျိုးကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုစုံထိလိုက်ပါရှိတဲ့ရောက်တိုင်းကိုလည်းထူပဲကြည့်စုသိရှိပါတယ်။ကျွန်တော်ကတော့ဟင်းချက်နည်းတွေကိုတိတော့ပြန်လည်းမျှဝေပေးနေ silent ဖြစ်ပါတယ်ဗျာ။